မှတ်ပုံတင်မရှိကမဲပေးခွင့်မရဟုစစ်တပ်ဩဇာခံရွေးကောက်ပွဲကော်မရှင်ကပြောဆိုတယ်ကဲဒီနေ့ကစပြီးတော့မှတ်ပုံတင်မရှိဘူးလို့ပြောလိုက်နော်ပြီးမှလည်းမှတ်ပုံတင်အသက်ပြန်လိုက်ပြီးတော့အဲ့ဒါဆိုစစ်တပ်ကဥဆောင်တဲ့ရွေးကောက်ပွဲမှာမှတ်ပုံတင်ကတမျိုးမျိုးပါမှမဲပေးခွင့်ရမှာဖြစ်လို့ကတ်မရှိသူတွေသွားလောက်ကြဖို့အတွက်စစ်တပ်ဩဇာခံရွေးကောက်ပွဲကော်မရှင်ကတိုက်တွန်းပါတယ်ရွေးကောက်ပွဲဝင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေအနေနဲ့လူတွေကိုအတိအပေးနှိုးဆော်နိုင်ဖို့ဆိုပြီးဒီဇင်ဘာလ17ရက်ကပေးပို့တဲ့စာမှာဖော်ပြထားတာပါရွေးကောက်ပွဲနေ့မှာမဲပေးခွင့်ရဖို့အတွက်တက်ဆိုင်တဲ့နိုင်ငံသားစီစစ်ရေးကပ်ပြမျိုးသားမှတ်ပုံတင်ကပ်ပြအဲ့နိုင်ငံသားဒါမှမဟုတ်နိုင်ငံသားပြုခွင့်ရလက်မှတ်တို့ပါရှိရနေဆိုပါတယ်ဒါကြောင့်မဲစရင်မှာပါပြီးအကြောင်းမျိုးမျိုးကြောင့်နိုင်ငံသားစီစစ်ရေးကပ်တွေပျက်စီးပျောက်ဆုံးလို့လက်ဝယ်မရှိသူတွေမဲပေးခွင့်မဆုံးရှုံးရေးအတွက်နိုင်ငံသားစီစစ်ရေးကပ်အမြန်ဆုံးရရှိရေးတက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှုရုံးတွေနဲ့ဆက်သွယ်ဆောင်ရွက်ကြဖို့တိုက်တွန်းထားတာပါတော့ဒါကတော့လက်ရှိမရောက်နိုင်ကသူတို့ရဲ့ရွေးကောက်ပွဲကိုဒီဇင်ဘာလ28ရက်မှာစမယ်လို့ပြောတယ်ရွေးကောက်ပွဲမတိုင်ခင်အခုဆိုရေစုဘက်မှာအဲ့ဒီရွေးကောက်ပွဲမဲပေးဆက်တွေပါဝင်ပြီးမီးရှို့လိုက်တယ်ထွေအုပ်ရုံးတွေပါအကုန်မီးရှို့ပြီးတော့ပါဝင်ပတ်သက်တဲ့သူတွေအကုန်လုံးဖမ်းထားတယ်အဲ့တော့နောက်ထပ်ဒီရွေးကောက်ပွဲမှာနော်ငါတို့ဘက်ကစစ်တပ်ဘက်နိုင်မှာဆိုပြီးတော့ဒီအတူရောင်ရွေးကောက်ပွဲကိုပါဝင်ပတ်သက်တဲ့လူတွေဘယ်လောက်ထိထပ်ပြီးတော့ဒဇာကန်ဘဝရောက်အောင်လဲဆိုတာတော့ရွေးကောက်ပွဲကြိုင်စောက်ကြည့်ပေါ့နော်ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကတော့ပြည်သူ့ဆန္ဒနဲ့စန့်ကျင်တဲ့အတူရောင်ရွေးကောက်ပွဲကိုရရနီးလန်းနဲ့တားကြမှာပဲဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ်ဒါကတော့ယာရီတမရစစ်တပ်ကာကွယ်ဦးစီးချုပ်တက္ကမဥက္ကဋ္ဌထိပ်ပိုင်းယာရု3ခုကိုယူထားတော့လေလာစာတမျိုးတည်းတာယူတယ်ဆိုပြီးတော့တောင်းနိုင်တာမင်းအောင်နိုင်ကအရှက်မရှိတဲ့ရုပ်နဲ့ထွက်ပြောတဲ့သတင်းပဲဖြစ်ပါလားယာရီတမရစစ်တပ်ကာကွယ်ဦးစီးချုပ်စက္ကမဥက္ကဋ္ဌထိပ်ပိုင်းယာရု3ခုကိုတိုင်းပြည်ချင်းတွေအရယူထားတော့လေလာစာတမျိုးတည်းတာရယူတီဟုမင်းအောင်နိုင်ကတပ်တွင်အစည်းအဝေးပွဲများနဲ့ပြောဆိုနေကြောင်းနေပြည်တော်စစ်ဘက်သတင်းတွေကပြောဆိုပါတယ်လက်ရှိနိုင်ငံတော်အတွက်တာဝန်များစွာဆက်လက်ယူဆောင်ရန်ဆန္ဒရှိနေတဲ့ဖြစ်တယ်ဟုထုတ်ဖော်ပြောဆိုတယ်ဟုသိရပါတယ်လာကဘယ်ယူမလဲအခုလက်ရှိမင်းအောင်နိုင်ရဲ့အမြင့်ဆုံးလာစာ330ကျူကစောက်ခေါမှာမတန်မရာကင်ထားတဲ့လက်ကအိတ်ကအနည်းဆုံး350အထက်ရှိတယ် LV တစ်စိတ်ကဆိုတော့မင်းအောင်နိုင်လာကကိုမက်မလားစဉ်းစားကြည့်လေဝန်ကြီးဌာနတင်တာတွေကိုသူ့သားအောင်ပြည့်စုံအကုန်လုံးပေးတယ်ဥပမာလူဘိန်းနားလဲအောင်ပဲကျွန်တော်ပြောမယ်တချို့တလေကြတော့ဟိုကျွန်တော်တို့ level တွေကျွန်တော်တို့အတိတရားမြင့်တဲ့လူတွေကပြောစရာမလိုဘူးတချို့တွေကြတော့မတိဘူးအဲ့တော့ဒီလိုပြောလိုက်ဟုတ်တယ်ငါတို့တက်ချုပ်ကြီးကလက်ကတစ်ခုပဲယူထားတယ်လက်ကတစ်ခုမှမယူပဲလုပ်ပေးအောင်သူ့တော့ဘာမှမနေနိုင်ပါဘူးဘာဖြစ်လို့လဲတော့ကျွန်တော်ပြောပြမယ်တစ်ခုပဲပြောပြမယ်မင်းအောင်နိုင်သားနဲ့မင်းအောင်နိုင်တမီးတဲ့လွတ်ကင်းတဲ့စီးပွားရေးလုပ်ငန်းကြီးမြန်မာပြည်မှာရှိပြပါတစ်ခုလောက်အခုမှမလုပ်ဘူးနော်အဲ့တော့ contract တွေအားလုံးကိုမင်းအောင်နိုင်သားချုပ်ပိုင်ထားတယ်ဝင်ကြီးဌာနကအစိုးရလုပ်ငန်းမှန်သမျှရဲ့အလုပ်မှန်သမျှကိုမင်းအောင်နိုင်သားအောင်ပြည့်စုံကိုအပ်ကတယ်အောင်ပြည့်စုံကဥပမာဒီလမ်းကို1000ကုန်ကြဝင်နိုင်ငံတော်ဘတ်ဂျက်ကိုထုတ်လိုက်မယ်ဆိုရင်အဲ့လမ်းကိုအောင်ပြည့်စုံက contract ယူပြီးတော့1000နဲ့ခိုးပြီးတော့ခိုးဖွက်စားတောက်ပြီးတော့စောက်ပေးသွားလဲဒီလမ်းဟာအရေးအတွင်းမပြည့်မီပါဘူးလို့ဘလူးမှသွားမစေရဘူးဘလူးမှမတိုင်းထားရဘူးဘဒူးမှလည်းမတိုင်ရဘူးအဲ့တော့1000နိုင်ငံတော်ကဘတ်ဂျက်တော့ထွက်သွားတယ်ဒီလမ်းပေဘလောက်ဆိုတတ်မှတ်သွားတယ်ဒါပေမဲ့မြေပြင်ပေါ်မှာရောက်တာက1000တောင်မရောက်ရင်ကျန်တဲ့9000ကိုမင်းအောင်နိုင်သားစောက်ပေးချမျိုးချို့မျိုးဆို့သွားမှာအဲ့တော့မင်းအောင်နိုင်အနေနဲ့အဲ့ယာရုတုံးကိုတာဝန်ယူထားပြီမဲ့လက်ကမျိုးဆိုတဲ့စကားအဲ့ဒီမြန်မာငွေ330မင်းအောင်နိုင်ဘယ်နေရာဘာသာလုပ်လို့ရအဲ့ဒါအဖြစ်ပဲအဲ့တော့တိုင်းပြည်လုံးခိုးပွဲမျိုးဆို့ထားတာထုတ်လို့ရုပ်ရှင်ထုတ်လို့အတိုင်းဝိုင်းအမှုမြအတိုင်းဝိုင်းမှာလည်းမင်းအောင်နိုင်တမီခင်သေးတက်မုံနဲ့လုတ်ကင်းတဲ့လူတယောက်မှမရှိဘူးအဲ့ဒါအဖြစ်ပဲအဲ့တော့တိုင်းပြည်လုံးကိုဒီလောက်မျိုးဆို့ခိုးပွဲစားတောက်နေတဲ့ကောင်တွေကလက်ကမယူဘူးပြောရဲဆိုတာအတိတ်ပဲရှိတာမရှိတာစဉ်းစားကြည့်ပေါ့သူကသူစောက်ချက်မရှိလို့ပြောတယ်လို့ကျွန်တော်တို့ကမှတ်ယူ